Nghe rồi cái đấy ta nó mi lên này rồi qua ngủ bên này họ đấy sẽ chịu đấy lâu xa cái à đấy biết mà rồi nó ta nó mi liao xí ta nó mi liao thế mà tôi ăn nghe xong ta cô ta mi liao đeo rồi eo đi trái mà này đó mà tôi chua đẹp à đấy tôi đó biết mà biết bao phía lấy ra ta nó mi liao thế mà xí giả đấy bao chỉ vì mà tôi nói là cô sẽ được phiền thà giả làm như thế sẽ được phiền lên mi ba rồi hà đâu lúc mà thằng bố thà bảo thì luôn này về cô láng cô phao cô này lại trả về tôi sẽ để ngã phiền thà luôn là bảy lô trên này ngày tan ta thì hoa bùa mới xỉu à mẹ wow từ bé thì mấy đây ta nói về nhau là gì hoa phổ biến thì hà đó đi đâu mà vô phổ biến này không lấy hoa gì này mà lấy nay ao lười về phổ biến này nào lý ao thì biết mà biến này nào lâu neo cả rồi đi theo người lười về ăn nó phổ này là neo lười về phổ biến này nè rồi neo lười về phổ biến này cái lười khe đó phổ mà xíวันนั้นแม่ตัวสั้นๆย้อนขอว่าเลยแต่ดูยี่တဲ့တတန်းကတော့အခုဆိုရင်ตาရဲ့တတန်း12နှစ်ဆိုတော့ဘာလဲအဲ့လောက်ကိုလိုက်ပြီးတော့ရင်းနိုင်တယ်12နှစ်ကာလမှာသူ့ရဲ့ထိုးမှုတွေကိုဖွာနိကသင်ပေးသလိုကိုဖြစ်နေတာသူလုံးသမျှတွေကိုဖွာလိုက်လုံနေရတော့သူသင်ပေးသလိုဖြစ်ပြီးတော့အဖွာတတ်နေတာပေါ့ဒါပေမဲ့အဖွာပုံလေးပဲတတ်တာပါပုံကြီးကြတော့အဖွာတတ်နဲ့လည်းဖြစ်တယ်အဖွာမနိုင်ကြာလဲဝတ်တက်မရနိုင်တာဒီကြာလဲမထိုင်နိုင်တာဒီအဲ့လိုရှိတဲ့အတွက်အဖွာပုံကြီးတော့မနိုင်ဘူးပေါ့သူ့လိုတော့ညမပြေးလာဘူးပုံလေးတော့နိုင်ပါလေပုံလေးတွေဘလို့ပုံလေးပဲဖြစ်ဖြစ်အဖွားဟိုတာရလဲဝါသနာပါတော့လေဝိုင်ဆက်နဲ့လေပထမအုပ်ဆုံးထိုးတာမျိုးတော့ရှိတယ်နောက်ပိုင်းကျတော့အခုလိုပေါ့ဘက်ဒီဆက်တွေပေါ်လာတာတို့ဘာလို့တော့ရှိတယ်ပထမတော့ဝိုင်ဆက်ဆိုတော့မိတာတွေပါပြီပေါ့အခုကတော့ဘက်ဒီဆက်တွေပေါ်လာပြီဆိုတော့မိပြက်လဲအားကိုးရပါတယ်ဘက်ဒီဆက်ကဒေတဲ့သူတွေပါပြောရလေဒီရန်ကုန်မှာလာပြီးတော့ဆိုင်ဖွင့်သူအဆိုတော့တိတ်ဖြစ်ကျင်တာအဲ့ဒါနဲ့ဒီဒေတဲ့မှာနေလို့တော့မေးတဲ့အဆိုးတော့မဖြစ်ဘူးတဲ့ရွာလေးမှာနေလို့တာမြို့ပေါ်တက်မယ်တဲ့ရန်ကုန်သွားပြီးအဆိုးတော့ဖြစ်အောင်လို့တတူးထိုးရင်းနဲ့အဆိုးတော့လုံးမဲ့ဆိုပြီးတော့တားမိနှစ်ယောက်လက်တွဲပြီးထွက်လာကြအခက်ခဲရတော့ပတ်စံလေးတွေအခက်ခဲရှိခဲ့တယ်ခွာအဲ့ချိန်တော့ဆိုရင်ဗီဒင်ဟောတယ်ဗီဒင်ဟောလို့ရတဲ့ပတ်စံလေးကိုစားဖို့လဲလုပ်တယ်တာတတူးဟိုဝါသနာပါမှန်းသိတော့သူဆက်ရိုလေးတွေဝယ်ဖို့လဲစုတယ်ပေါ့လေဖွာဆက်လဲချုပ်တတ်တဲ့အတွက်ဆက်လဲချုပ်တယ်အဲ့ဒီနှမျိုးရတဲ့ပတ်စံလေးကိုသူ့တတူးဆက်ကလေးဝယ်ပေးတယ်သူဝါသနာပါမှန်းသိတော့အဖွားကိုယ်တိုင်လဲသူကတတူးဆရာကြီးတစ်နေ့ဖြစ်မယ်လို့ယုံကြည်ထားတယ်သူ့ကိုလေတာမိနှစ်ယောက်စလုံးကဒီအလုပ်ကလေးတွေနဲ့ထမင်းစားရတယ်အိမ်ကနေရတယ်သားကလည်းအဆိုတော်တိတ်လုံးချင်လာဆိုတော့အဒါလေးနဲ့လှုပ်လိုက်ပတ်စံလေးနည်းနည်းပို့ရင်ချင်းလေးလှုပ်လိုက်ပထမတော့ဒီလိုဟိုမှာတနေရာနေတယ်ရောက်တခုံးနဲ့3နေရာရွှေ့ရတယ်ဟိုဘက်မှာနေတော့ဆိုင်ကားနေကိုဘာဖိုးကြီးကုတ်လိုက်တော့ဆိုင်ကားနေရာပြိုသွားတော့နောက်တနေရာကိုရွှေ့တယ်နောက်တနေရာလည်းခြံချင်းကခြံရောက်တဲ့အတွက်ဒီတနေရာကိုရွှေ့တယ်ဒီတနေရာရောက်တော့လဲလမ်းညွှန်နေတာပြထားတာသူတို့ကမဖတ်တော့မသိတော့မလာကြအောင်မလားမလား3လလောက်ဆရာမလားတော့ခံနိုင်တော့ဘူးလေကြည်တာလေးစားနဲ့သားမိလေး2ယောက်ကမဖြစ်ချေဘူးငါဒီလိုလုံနေလို့တော့ငါသားလေးမှာပညာတတ်ကြီးဖြစ်ပြီးလက်ရကောင်းကြီးဖြစ်ပြီးတော့ငါသားလေးကိုငါအင်းအားလည်းမရှိဘူးတက်ကကြီးနေတော့ဘာမှလည်းလုတ်ကိုင်းမလုတ်ပေးနိုင်လဲဘုန်းကြီးကပဲစေးုံတက်တယ်ဆိုရင်ပဲသူပဲမအေးရှင်ဝဲပိုက်ပြီးတော့သူတယောက်ချင်းနဲ့ပဲရှင်ဝဲပိုက်ပြီးတော့ကားခေါ်ပြီးသူစေးုံမရောက်ရအောင်မအေးဘူးသူပို့တာမြန်လို့ပါမမြန်လည်းအဖွားအသက်ကဆုံးရှုံးတမအေးကောင်းတဲ့ဒီတတူးလေးထိုးနေအောင်မယ်တာအဆိုတော့ဖြစ်ဖို့လဲမြေတောင်မြောက်ပေးနေအောင်ပါပဲအားပေးနေအောင်ပါပဲ